တေဟာ black holes အကြောင်းကိုကြားဘူးကောင်းကြားဘူးပါလိမ့်မယ်ဒါပေမဲ့ white holes အကြောင်းကိုရောသင်ကြားဘူးပါသလား black holes ဆိုတာအာကာသထဲကအလွန်မောင်မိုက်ပြီးအင်မတန်စွမ်းအားကြီးမားတဲ့နယ်မြေတွေဖြစ်ပြီးသူတို့ရဲ့ပြင်းထန်လွန်းတဲ့ဆွဲငင်အားကြောင့်အနားကိုကတ်လာတဲ့မြည်သည့်အရာကိုမဆိုဆွဲသွင်းဖြစ်တတ်ပါတယ်ဒါပေမဲ့ white hole ကိုတော့ black hole ရဲ့ဆန့်ကျင်ဘက်အနေနဲ့သတ်မှတ်လေးရှိပါတယ်သူကတော့ဘာမှဝင်ရောက်လို့မရနိုင်တဲ့ theory အရသာတည်ရှိတဲ့အာကာသနယ်မြေတစ်ခုဖြစ်ပါတယ် white hole ရဲ့အတွင်းပိုင်းကနေ dead ဝိထုတွေနဲ့စွမ်းအင်တွေအပြင်ကိုထွက်ပေါ်လာနိုင်ပါတယ်ဒါပေမဲ့အပြင်ကိုထွက်လာပြီးတာနဲ့အထဲကိုဘယ်တော့မှပြန်ဝင်လို့မရတော့ပါဘူးဒီ white hole ဆိုတဲ့အယူဆဟာ Albert Einstein ရဲ့1915ခုနှစ်အထွေထွေနှိုင်းရ theory general relativity ရဲ့သင်္ချာဆိုင်ရာဖြေရှင်းချက်တွေကနေဆင်းသက်လာတာပါနောက်တစ်ချိန်မှာတော့သိပ္ပံပညာရှင်တွေဟာ Einstein ရဲ့ညီမျှချင်းတချို့ရဲ့အဖြေတွေက black holes တွေရဲ့ပြောင်းပန်ပုံစံမျိုးပြုမှုတဲ့အရာဝတ္ထုတွေကိုဖော်ပြနေကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒါကိုပဲအခုအခါမှာ white holes တွေလို့ခေါ်ကြတာပါသို့တော်လည်းသိပ္ပံပညာရှင်တွေဟာစကြဝဠာတွေကဘယ်နေရာမှာ white hole ရှိတယ်ဆိုတဲ့တိုက်ရိုက်သက်သေအထောက်အထားကိုမတွေ့ရှိခဲ့ဘူးသေးပါဘူးနခတ်တယ်ဗေဒပညာရှင်တချို့ကတော့ white holes တွေဟာတကယ်တမ်းမရှိနိုင်ဘူးလို့ယုံကြည်ကြပါတယ်တခြားသူတွေကတော့စကြဝဠာရဲ့တနေရာမှာပုံစံတစ်မျိုးမျိုးနဲ့ရှိနေနိုင်တယ်လို့ထင်ကြပါတယ်အနာဂတ်ရဲ့ရှာဖွေတွေ့ရှိမှုတွေကသာ white holes တွေတကယ်ရှိမရှိဆိုတာကိုအဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်